ကဲ F1 ကိုကျွန်တော်တို့ဘယ်လိုရှာမလဲ client မှာ file မရှိတာ file နာမည်မသိတာသဘာဝပဲလေကျွန်တော်တို့ Google ကနေ web file if ဆိုပြီး website လေးတွေရှာလိုက်ပါမယ်ကျွန်တော်သုံးနေကြ website လေးနှစ်ခုရှိပါတယ် my file ဆိုတဲ့ website လေးထဲမှာအရင်ရှာလိုက်ပါမယ်ကျွန်တော်တို့ရှာခြင်းနဲ့ file ပါတဲ့ပုံလေးကို upload လုပ်ရပါမယ်အဲ့ဒီမှာကိုရှာခြင်းနဲ့ file လေးကိုရွေးပြီး identify file နဲ့ရှာလိုက်ပါ file လေးတွေကြာလာပြီဆိုရင်ကိုရှာခြင်းနဲ့ file နဲ့တူတာကိုလိုက်ရှာရပါတယ်ဒီ file လေးကအနည်းဆုံးဆိုပေမဲ့ G လေးကနည်းနည်းကွဲနေတာကြောင့်အောက်မှာတူတာရှိအောင်မလားဆက်ရှာပါမယ်တူတာမတွေ့လို့နောက် website မှာထပ်ရှာကြည့်ပါမယ်ဒီ website လေးနာမည်က what file is ဖြစ်ပါတယ်ဒီမှာလည်းရှာခြင်းနဲ့ file ပါတဲ့ပုံကို upload လုပ်ရပါမယ်ကျွန်တော်ရှာခြင်းနဲ့ file လေးက selection ဖြစ်နေပြီမို့ next step ကိုသွားပါမယ်သူ့ဘာသာ recommend ရှိပြီးသားပါ next step ဒီနေရာမှာ file နဲ့မတည့်ခွင့်ရင်တော့ကိုယ့်ဘာသာပြန်ရပါတယ်ကျွန်တော်ကတော့ရိုက်ဖို့မလိုလို့ next step ကိုသွားပါမယ် file လေးတွေကြာလာပါပြီကိုလိုချင်တဲ့ file နဲ့အတူတာကိုလိုက်ရှာရပါမယ်ထိတ်ဆုံး file လေးပဲဖြစ်ပါတယ် we got it